ပဲတတ်တဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရဗျာမင်္ဂနောစကားကိုပြောဆိုရာမင်္ဂနောမူလုံးဆောင်ရာမင်္ဂနောကံဝေမူရွယ်ဆောင်ရာဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာဘယ်ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူရောစဉ်တို့လျှောက်တယ်လားကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါတဏှာကလွတ်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်စေကြောမဲ့တရားမင်္ဂနောအာထုံမှုရှိစေရာမင်္ဂနောအောင်မေခြင်းနှလုံးမူရာမင်္ဂနောတည်ကြည်မှုစုဆိုင်ရာကမာရိတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာဘယ်ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူရောစဉ်တို့လျှောက်တယ်လားတတ်တဲ့မဲ့ခင်ရှိပါရိယာရေကြည်ကြံ